တာတို့သမီးတို့အားလုံးပဲမင်္ဂလာပါနော်ဝါဆိုလန်ကနေကျေးဇူးလိုက်ပါတယ်ဆရာမကတော့ဒီတစ်ခေါက်မှာ2025-2026ပညာသင်နှစ်အတွက် grade 5ဖြေဆိုမယ်ဒါတွေသမီးတွေအတွက်ဆရာမကသင်ချာနမူနာမေးခွန်းပုံစံလေးတွေကိုရှင်းပြရင်းနဲ့ဟုတ်ပြီနော်ဆရာမတို့ခရိုင်မေးခွန်းပုံစံအတွက်မေးပု္ပ္ပစာလေးတွေကိုဆရာမတို့ဘယ်လိုမျိုးတွက်ကမယ်ဆိုတာကိုဆရာမကသင်ကြားပို့ချပေးသွားမယ်เนาะအရင်ဆုံးဆရာမတို့ကသင်ချာဖြေမဲ့သားတွေသမီးတွေအတွက်သင်ချာမေးခွန်းပုံစံနမူနာလေးကိုအရင်ဆုံးဒီချေရရှင်းပြမယ်เนาะဆရာမတို့2025-2025ပညာသင်နှစ်အတွက်ဟုတ်ပြီเนาะအဲ့တော့ခရိုင်လိုက်ထွက်ထားတယ်ဆရာမတို့ဒီနမူနာမေးခွန်းပုံစံလေးမှာဆိုရင်သားတို့သမီးတို့ကဘာသာရပ်ဒီမှာခွင့်ပြုချိန်တနာရီခွဲပေးထားပြီးတော့အမှတ်တရကိုဖြေရမယ်เนาะအဲ့တော့သင်ချာမှာဆိုရင်ဆရာမတို့ကအပိုင်း2ပိုင်းရှိမယ်အပိုင်းကာကြီးရဲ့အပိုင်းခါခွေရဲ့ဆိုပြီးဟုတ်ပြီနော်အပိုင်းကာကြီးမှာတော့ပု္ပ္ပစာနံပါတ်1နဲ့ပု္ပ္ပစာနံပါတ်2သူလည်းပဲအားလုံးကိုဖြည့်ဆို့ရပါပါကျွန်တော်တို့ရွေးချယ်စရာမရှိဘူးအဲ့တော့ပေးလာတဲ့မေခွန်းအားလုံးကိုဖြည့်ဆို့ရမယ်အဲ့ဒီမှာအပိုင်းကာကြီးမှာ1နဲ့2ဆိုပြီး2ပုတ်ရှိမယ်1မှာကကျွန်တော်တို့အဖြေမှန်၍ဓမ္မဒိဋ္ဌံဖြစ်ပြီးတော့သူ့မှာ10ခုပါမယ်မေခွန်းဟုတ်ပြီနော်အဲ့ဒီမှာတပုတ်ကိုကျွန်တော်တို့က2မှတ်နှုံးနဲ့ဟုတ်ပြီနော်အမှတ်20ကိုရပါမယ်အဲ့တော့ကျွန်တော်တို့အဖြေမှန်ရွေးဆိုတဲ့နေရာမှာအဖြေမှန်ရွေးဖို့၄ခုရှိမယ်ဟုတ်ပြီနော်ကာကြီးABCD ပဲဖြစ်ဖြစ်ကာကြီးခါဝေခန်းငယ်ကာကြီးပဲဖြစ်အော်ကျွန်တော်တို့ကအဲ့လိုလေးနဲ့မေခွန်းပုံစံအဖြေလေး၄ခုလားမေခွန်းတစ်ပုတ်အတွက်ကျွန်တော်တို့ကဟုတ်ပြီနော်ကွက်လက်တစ်ခုအတွက်အဖြေ၄ခုပါမယ်အဲ့ဒီမှာမှန်ကန်တဲ့အဖြေကိုရွေးချယ်ပြီးဖြေပေးမယ်တစ်ခုမှန်လို့ရှိရင်ကျွန်တော်တို့က2မှတ်နဲ့ဟုတ်ပြီနော်10ပုတ်လုံးဖြေနိုင်ရင်တော့အမှတ်20ရမယ်ဟုတ်ပြီနောက်တစ်ခါကျွန်တော်တို့ကအပိုင်း2မှာတော့ကျွန်တော်တို့ကတွက်တာဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့အောက်ပါတို့ကိုတွက်ပါဆိုတဲ့ခေါင်းစဉ်လေးအောက်မှာကျွန်တော်တို့က1ကနေ6အထိဟုတ်ပြီနော်ပုတ်ခွဲလေးတွေပေါ့ပု္ပ္ပစာနံပါတ်အကြီး2ရဲ့ဟုတ်ပြီနော်အောက်ပါတို့ကိုတွက်ပါဆိုတဲ့နေရာရဲ့အောက်မှာကျွန်တော်တို့ပု္ပ္ပစာနံပါတ်အသေးပေါ့နော်1ကနေ6အထိမေခွန်း6ပုတ်ပါမယ်တပုတ်ကိုသားတို့သမီးတို့9မှတ်နှုံးနဲ့ဟုတ်ပြီနော်တပုတ်ကို9မှတ်နှုံးနဲ့6ပုတ်စလုံးဖြေနိုင်ရင်အမှတ်30ရပါမယ်ဆရာမတို့ကအားလုံးဖြေဆိုရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ကဲနောက်တစ်ခါဆရာမတို့ဒါပြီးသွားလို့ရှိရင်အဲ့တော့အပိုင်းကကြီးမှာက90ဘူးပါပါတယ်နောက်တစ်ခါအပိုင်းခဝေးမှာဆိုရင်ဆရာမတို့ကမေခွန်းအားလုံးဖြေဆိုပါသူလည်းဒီတိုင်းမှာပဲရွေးချယ်စရာမရှိဘူးပါလာတဲ့မေခွန်းအားလုံးကိုဆရာမတို့ဖြေဆိုရမယ်အဲ့လိုဖြေဆိုတဲ့အခါဒီမှာပု္ပ္ပစာနံပါတ်1နဲ့2ဆိုရင်ပု္ပ္ပစာနံပါတ်ကြီး2ပုတ်ပြီးသွားပြီဆိုတော့အပိုင်းခဝေးမှာပု္ပ္ပစာနံပါတ်ကြီး3ကနေပြန်စပါမယ်ဟုတ်ပြီနော်အဲ့တော့ဆရာမတို့က3 4 5 6ခွန်ဆိုပြီးတော့အားလုံးပေါင်းမေခွန်း9ပုတ်ပါပါမယ်တပုတ်ကိုဆရာမတို့က10မှတ်ပေးပါမယ်ဟုတ်ပြီနော်အဲ့တော့ဒီ9ပုတ်မှာတပုတ်ကို10မှတ်နှုံးနဲ့ကျွန်တော်တို့က9ပုတ်စလုံးမှန်ရင်အမှတ်90ရပြီးတော့စုစုပေါင်းအမှတ်ပေါင်း100ရပါမယ်အဲ့တော့အပိုင်းကကြီးမှာက90ဘူးအပိုင်းခါခွေးမှာ90ဘူးနဲ့စုစုပေါင်းရမှတ်100နဲ့ဖြည့်ဆို့ချိန်တနာရီခွဲဖြည့်ဆို့ရမယ်နော်စာမေးပွဲနီးလို့လောင်နေပြီလားဝါဆိုလန်နဲ့စာလုပ်လိုက်အချိန်မီပါသေးတယ်